2003 ခုနှစ်ဇန်နဝါရီလတွင်အပမရာစာစဉ်ကထုတ်ဝေခဲ့သောဇာတိဆရာမြတ်တန်းဆန်၏ဥပက္ခဝန်းဝိုင်းစာအုပ်ကိုစာရေးသူကိုယ်တိုင်ဖတ်ကြားတင်ပြပါသည်ကိုယ်တိုင်ရေးကိုယ်တိုင်ပြောဓမ္မစကားအခန်း16ငါကတရားကိုရှာနေတာလားတရားထဲမှာငါမရှိတာလားအမှတ်မှားခြင်းဆိုတဲ့တင်ညာဝိပါလာတအကြံအသိမှားခြင်းဆိုတဲ့စိတ်တဝိပါလာတအမြင်အယူမှားခြင်းဆိုတဲ့ဒိဋ္ဌိဝိပါလာတဒီဝိပါလာတတွေဟာပုထုဇဉ်တိုင်းရဲ့လက်ကရုံးတောင်ဝေးတွေပါပဲဘာတွေမှားနေတာလဲဆိုလို့ရှိရင်ဝိပါလာတဆိုတဲ့ဖောက်ပြန်မှားယွင်းမှုကဟုတ်တာမှန်တာကိုမဟုတ်မမှန်လို့မှားယွင်းတာမဟုတ်မမှန်တာကိုဟုတ်မှန်တယ်လို့မှားယွင်းတာပဲဖြစ်ပါတယ်ဘယ်လိုနေရာတွေမှာမှားတာလဲလို့မေးစရာရှိပါတယ်အတုပကိုတုပအနိစ္စကိုနိစ္စဒုက္ခကိုဒုက္ခအနတ္တကိုအတ္တလို့အမှတ်မှားအတိမှားအမြင်အယူမှားနေခြင်းပါပဲကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးကဝိပဿနာဓိပတိရေးသားရမှာကျမ်းဖွင့်နေနဲ့မှားယွင်းမှု၃ပါးဖြစ်တဲ့ဝိပါလာတတရားတွေကိုအရင်ထောက်ပြပါတယ်လူဆိုတာကအမှားကိုအရင်သိမှလည်းအမှန်ကိုမြင်နိုင်မှာမဟုတ်လားတရားရှယ်ရဲဆိုတာကလည်းကိုယ့်အမှားကိုအရင်တွေ့မှဒီမှားတွေရဲ့ဆန့်ကျင်ဘက်အရမျက်နာမှာအမှန်တရားဆိုတာရှိပါလားလို့ရိပ်မိလာမှာပါသို့မဟုတ်ရင်ဖြင့်အမှားကြအမှန်ဖြစ်လို့တန်တရားနုံနစ်ကြပါဦးမယ်တင်ညာဝိပလာဒဆိုတဲ့အမှတ်မှားမှုဟာအမှားတန်တရားကိုဘယ်လောက်ရှည်လျားစေသလဲဆိုရင်လေကွင်းတွေကစာကြောက်ရုပ်ကိုတကယ်လူအထင်မှတ်ပြီးလူဆောင်ရှိတဲ့အထင်နဲ့စပားတွေကိုကိုက်ဖြတ်စားတော့ချီမသွားဖို့ကြောက်လန့်သွားကြတဲ့ကြီးငယ်တွေလိုပါပဲလူမဟုတ်တဲ့စာကြောက်ရုပ်ကိုလူတန်တန်နဲ့တူနေတဲ့အတွက်လူလို့အထင်မှားတတ်တဲ့ကြီးငယ်တွေရဲ့အမှတ်မှားမှုဟာသူတို့အတွက်ထိခိုက်နစ်နာမှုတစ်မျိုးပါပဲစိတ်တဝိပါလာတာဆိုတဲ့အကြံသိမှားမှုကတော့မျက်လက်ဆရာရဲ့လက်မျက်လက်အတတ်ပညာကြောင့်ခွနဲ့မှောက်ပြီးအုတ်ထားတုံးကအန်စာတုံးဖွင့်ကြည့်လိုက်တော့ရွှေလက်စွပ်ဖြစ်နေတယ်လို့ပါပဲအတတ်ပညာရဲ့လှည့်စားမှုကြောင့်အတိမှားသွားရတာပါဒါပေမဲ့မျက်လက်ဝဲပြီးမှမျက်လက်ဆရာအနာနီးကပ်မိပြီးသူ့အတတ်ပညာကိုလေ့လာရင်အန်စာတုံးကတတ်ရွှေလက်စွပ်ကတတ်ဆိုတာသိလာပါလိမ့်မယ်အန်စာတုံးကနေရွှေလက်စွပ်မဖြစ်နိုင်ဘူးဆိုတာကိုလည်းနားလည်လာပါလိမ့်မယ်ဒါကြောင့်စိတ်တဝိပါလာဒကတင်ညာဝိပါလာဒလောက်မဆိုးပါဘူးတင်ညာလောက်လည်းပုံသေးမမှတ်တတ်ပါဘူးအကြောင်းယုတ်တိနဲ့တကွသိလာရရင်တော့စိတ်တဝိပါလာဒကပြေပြောက်လွယ်တတ်ပါတယ်ဒိဋ္ဌိဝိပါလာဒကတော့တော်ရင်ခီကိုဖြတ်လာတဲ့ဂုဏ်တွေဟာညာအေးရနားမယ်လို့တော့တောအုပ်တွေကလူသားစားတဲ့ဘလူးနတ်ဆိုးတွေကတာယာပွဲအစင်းအတန်အနတ်အရသာအထိတွေ့တွေနဲ့မြို့ကြီးပြကြီးကကာမဂုဏ်စည်းစိမ်တွေကိုဖန်ဆင်းပြလိုက်ပါတယ်ဒါဟုဂုဏ်တွေကအဟုတ်ထင်ပြီးသူတို့လမ်းပြတဲ့ဘက်လိုက်သွားပြီးစည်းစိမ်တွေရင်မှုပြီးစိတ်ချလက်ချနဲ့အိပ်ပျော်သွားလိုက်တာအလုံးလဲအိမ်မောကြကုန်ရောဘလူးတွေကသူတို့ဇာတိရုပ်ကိုထုတ်ပြလို့အဲ့ဒီကုံတွေကိုကြိုက်စားဝမ်းမြူလိုက်ကြတော့တာပါပဲဒါဟာအမြင်အယူမှားတဲ့ဒိဋ္ဌိဝိပလာတာကြောင့်တန္တရာမှာကာမဂုဏ်ရင်ကြောမျောခဲ့တဲ့မြဘဝတိုင်းမှာဇာတိစေရာမရဏဆိုတဲ့ဒုက္ခဘေးဆိုဘလူးကြီးတွေရဲ့ဝမ်းမြူစားတော့မှုကိုခံရတဲ့သဘောပါပဲဒီအမှတ်မှားခြင်းတွေရဲ့မူလတရားခံကတော့အဝိဇ္ဇာပါပဲအဝိဇ္ဇာဆိုတာသိတင်တာကိုတော့မသိတင်တာကိုတော့သိနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဆိုလိုတာကသစ္စာတရားကိုတော့သိဖို့လည်းမကြိုးစားသိအောင်လည်းမလုပ်သိလည်းမသိသစ္စာတရားမဟုတ်တဲ့ဉာဏ်တွေကိုတော့သိနေလက်ခံနေကျင့်သုံးနေတယ်ဆိုတဲ့သဘောပေါ့အဝိဇ္ဇာမြစ်ဖြားခံလို့စီးဆင်းလာတဲ့ဒီအမှတ်မှားခြင်းဆိုတဲ့ဝိပါလာဒကြောင့်လေတဏမာနဒိဋ္ဌိဆိုတဲ့
မဉ္ဇနာ၃ပါးထပ်မံဖြစ်လာတယ်လို့ဆရာတော်ကြီးကညွှန်းဆိုပါတယ်မဉ္ဇနာရဲ့အဓိပ္ပာယ်ကတော့အထင်ကြီးပါမယ်အထင်ကြီးတယ်ဆိုတာကဟုတ်မှန်တာတဲ့ပိုပြီးထင်တာကိုဆိုလိုတာပါအဲ့ဒီထဲမှာတဏှာမဉ္ဇနာဆိုတာကတော့ငါပိုင်ရာဆိုင်ရာမဟုတ်တဲ့အပေါ်မှာငါပိုင်နေဆိုင်နေဆိုပြီးခင်တွယ်မှုနဲ့အထင်ကြီးတာကိုဆိုလိုပါတယ်တကယ်တော့ငါဆိုတာမရှိတဲ့အကြောင်းဝိပဿနာဉာဏ်ရင့်တန်လာတဲ့အခါအဖြေပေါ်လာမှာပါအဲ့ဒီမရှိတဲ့ငါကိုရှိတယ်လို့ထင်နေတာကအယူမှားဒိဋ္ဌိပါပဲဒါကြောင့်တဏှာနဲ့ဒိဋ္ဌိဟာဆက်ဆက်လို့နေပါတယ်ထို့အတူအဝိဇ္ဇာနဲ့တဏှာဟာလည်းဆက်ဆက်နေပါတယ်ဒါကြောင့်မို့မိုးကုတ်ဆရာတော်ဘုရားကြီးကပရိစ္ဆသမုပ္ပါဆက်ဝိုင်းဒေသနာတော်ကြီးနဲ့ရှင်းပြတဲ့အခါဘ ဟူချက်မှမှာအဝိဇ္ဇာနဲ့တဏှာကိုရေးထားပြီးမူလနှစ်ဖြာရဲ့လို့ညွှန်းဆိုပါတယ်ပြီးတော့နှစ်ရမူလဆိုတာကလည်းတဏှာနဲ့အဝိဇ္ဇာကိုပဲအနုလုံပရိလုံအဓိပ္ပာယ်ညွှန်းဆိုခဲ့ခြင်းပါပဲမာနမဉ္ဇဏကတော့ကိုငါလို့ထင်ထားတဲ့အဆွဲလန်းအယူမှားကြောင့်ကိုအချောက်တိုက်စိတ်ကြီးဝင်အထင်ကြီးနေမှုပါပဲအဲလိုထင်ကြီးနေမှုဟာသူ့နေရာမှာရင်ရက်တန်းကရက်မနေပဲအဇဒဝတ္ထုဆိုတဲ့ကိုယ့်ရဲ့မျက်စိအားနားအားလက်အားခြေအားသီလအားပညာအားတုတ္တအားတကူအားတွေကအားပေးအားမြောက်ပြုပြန်ရင်အလွန်မင်းမောက်မာမော်ကြွားထောင်လွှားတက်ကြွလာတတ်ပါတယ်ဘုရားရှင်ရဲ့ရောက်ဖတော်အရှင်ဒေဝဒတ်ဟာသူရထားတဲ့လောကီဇံအဘိညာဉ်တကူကြောင့်ပဲသူကိုယ်တိုင်ငရဲကြခဲ့ရပုံကိုပြန်ကြည့်ရင်သိနိုင်ပါတယ်ဒါ့အပြင်တာမန်လူတွေအများဆုံးအားကိုးတတ်တဲ့ဗေဒဝတ္ထုတွေကလည်းမာနမဉ္ဇဏတွေကိုတိုးပွားလို့ဖြိုးမောက်ဝါကြွားငါဆိုတဲ့တင်တလုံးနဲ့မောမဆုံးနိုင်အောင်အထောက်ပံ့ပြုတတ်ကြပါတယ်အဲ့ဒါတွေကတော့ဆွေအားမျိုးအားရက်အားရွာအားဥစ္စာဒနာအားလက်နဲ့အားစတာတွေပါပဲလက်နဲ့အားကောင်းတဲ့လူတွေကလည်းသူကင်ထားတဲ့လက်နဲ့အားပေါ်မူတည်ပြီးမာနအားတွေကောင်းတတ်တယ်လို့မျက်စိအားကောင်းတဲ့သူကလည်းသူ့မျက်စိအတွက်အားတက်တတ်ပါတယ်အဲဒီတော့ဗေဒဝတ္ထုကိုအားကုနေတဲ့သူဖို့သူ့မှာလက်နဲ့မရှိတော့ရင်ဒါမှမဟုတ်သူ့ထက်အားကောင်းတဲ့လက်နဲ့ကိုကင်ဆောင်တဲ့သူနဲ့တွေ့လို့ရှိရင်ညှိုးချုံသွားရတော့တာပါပဲဒီလိုပါပဲမျက်စိအားကောင်းနေတဲ့သူဟာသူ့မျက်စိအားကောင်းနေချိန်တုန်းမှာတော့ဂုဏ်ယူဝင်ကြွားပေမဲ့မျက်စိကွယ်သွားတဲ့အခါမှာတော့အားကိုးစရာမရှိလို့သူ့ဆုံးရှုံးမှုအတွက်မှိုင်တွေသွားရတော့တာပါပဲဒါကြောင့်ဝိဇ္ဇာကနေစခဲ့တဲ့တင်ညာစိတ်တဒိဋ္ဌိဆိုတဲ့ဝိပါလာဒမှားယွင်းမှုတွေဒီနောက်စင်ကဲပေါက်ဖွာလာတတ်တဲ့တဏှာမာနဒိဋ္ဌိဆိုတဲ့အထင်ကြီးမှုမဉ္ဇဏတရားတွေဟာပုရုဇဉ်တွေရဲ့တဏ္ဍာမှာအမြင့်တွေနေရာယူနေတာကြားခဲ့ပါပြီဒီထဲမှာနောက်ကနေတကောက်ကောက်နဲ့အရေးလိုလိုက်နေတတ်တာကတော့ဒိဋ္ဌိပါပဲဒါကြောင့်ဒိဋ္ဌိကိုအရင်ပယ်ကြဖို့မိုးကုတ်ဆရာတော်ဘုရားကြီးကတိခွေတိုင်းမှာထပ်ခါဟောလေးရှိပါတယ်သူတော်ကောင်းကြီးတွေရဲ့မိန့်မှာချက်တွေဟာလိုအပ်လွန်းလို့အထက်အခါကမှားနေတယ်ဆိုတာကိုယ်တိုင်သူတော်ကောင်းစရင်ဝင်လာတဲ့အခါပိုပြီးသိလာပါလိမ့်မယ်ဒိဋ္ဌိဟာဝိသိကိစ္စဆိုတဲ့ယုံမတန်တရားနဲ့လည်းရှင်တွဲနေပါတယ်ဒါကြောင့်ဒိဋ္ဌိသိရင်ဝိသိကိစ္စလည်းတပြိုင်နက်တည်းသိပါတယ်တဏှာကတော့ချိန်ယူပြီးမှတဖြည်းဖြည်းတက်ရမှာပါအရင်ဦးဆုံးပယ်ရမှာကဒိဋ္ဌိပါဒိဋ္ဌိဟာပယ်ကိုဆွဲချနိုင်မဲ့အားကြီးတဲ့လက်နက်တစ်ခုပါပဲတဏှာထက်ဆိုင်ရင်ဒိဋ္ဌိကပိုကြောက်စရာကောင်းပါတယ်ဒါကြောင့်မို့ရင်ဝလှန်စုဥကောင်းမီးလောင်နေတာအရင်မနှုတ်နဲ့အရင်မငိမ့်လိုက်နဲ့အောင်ဒိဋ္ဌိကိုအရင်ပယ်လိုက်ပါအောင်လို့ပြောနေတာဟာတင်စားပြီးဆုံးမနေတာမဟုတ်ပါဘူးတကယ်ကိုလူအပ်လို့ပြောနေတာပါဆိုတာနားလည်စေချင်ပါတယ်ဒိဋ္ဌိကိုညာတပရိညာဆိုတဲ့အသိဉာဏ်နဲ့အရင်ဖြုတ်ပြီးရင်ဝိပဿနာအားထုတ်တဲ့အခါဒုပ္ပလဝိပဿနာဆိုတဲ့အားနည်းတဲ့ဝိပဿနာမဖြစ်နိုင်တော့ပါဘူးဘလဝဝိပဿနာဆိုတဲ့အားကြီးတဲ့ဝိပဿနာဖြစ်လာပါပြီအဲ့ဒါဆိုရင်တရားအထုတ်ရတာလဲ
ပို့လို့အဆင်ပြေလာပါလိမ့်မယ်ငါဖယ်လိုက်တာနဲ့ကြောင်းကြမှုတွေအတော်ကင်းသွားပါပြီအဲ့ဒီတော့ငါကတရားအထုတ်နေတာလားငါတရားရဖို့လားငါတရားထူးတရားမြတ်ခံစားဖို့လားဆိုတဲ့စကားလုံးတွေကိုတည်တည်ချာချာပြန်ခွဲချမ်းစိတ်ဖြာကြည့်လိုက်ပါငါဆိုတဲ့ဒိဋ္ဌိကြီးကတောက်လျှောက်ပါနေပါတယ်အဲ့ဒီငါကဘုရားရှင်သုံးခဲ့တဲ့ငါဘုရားဆိုတဲ့အစွဲလွတ်ပြီးသားအစွန်းချွတ်ပြီးသားအခေါ်အဝေါ်ငါနဲ့မတူပါဘူးဒိဋ္ဌိကနေတဲ့အတွက်ငါတရားကိုရရမယ်ဆိုတဲ့အစွဲကပြင်းထန်နေပါတယ်အဲ့ဒီစိတ်နဲ့အားထုတ်ရင်ဘလောက်ဇွဲလုံးလဝရိယတွေကြီးပင်မယုံသာရှိပြီးတရားရှိမှောက်မှာတရားပြောက်နေပါလိမ့်မယ်တရားထူးတရားမြတ်ဆိုတာကငါ့ကိုလက်မခံပါဘူးငါဝင်ပြီးခံစားလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ तू ကအတ္တမဟုတ်လို့ပါပဲအနတ္တသဘောတက်တက်ဖြစ်နေလို့ပါပဲအနတ္တဖြစ်တဲ့တရားကဥပါဒာနဲ့ခန္ဓာကိုယ်စလေတူဖြစ်တဲ့ဝေဒနုပါဒာနဲ့ခန္ဓာဆိုတဲ့ဥပါဒံအစွဲနဲ့လာတဲ့ခံစားမှုကြီးကိုလက်မခံပါဘူးဒိဋ္ဌိတန်လန်းကြီးနဲ့ငါမဖြုတ်ပဲတရားအထုတ်ခဲ့တဲ့အရှင်စန္ဒမထေရကျောင်းကိုမိုးကုတ်ဆရာတော်ဘုရားကြီးကတွင်ဟောခဲ့ပါတယ်ဘုရားရှင်ရဲ့နာမဝါ40ကျော်လောက်အနိကနေခဲ့ပေမဲ့ဘုရားရှင်ပြိဋိဘံဆံသွားတာတော့မှအရှင်စန္ဒမထေရမိမိဆွဲမောင်ဆံတရားမရခဲ့တာဟာဒိဋ္ဌိခံနေလို့ပါသူကအနိစ္စဒုက္ခအနတ္တတော့တွေ့ပါတယ်ဒါပေမဲ့ဒိဋ္ဌိတန်လန်းကြီးနဲ့တွေ့တဲ့အတွက်ဘာအားကိုရတော့ပါမလဲဆိုပြီးပူတော်မှကြောက်စိတ်ဝင်လာပါသေးတယ်နောက်ဆုံးကြမှာအရှင်အာနန္ဒမထေရကပရိစ္ဆသမုပ္ပါဒေသနာတော်ကိုဟောကြားလိုက်လို့ဒိဋ္ဌိကိုအတိနဲ့အရင်ဖြုတ်ပြီးငါဆိုတာမရှိပါလားလို့တင်ညာထဲမှာအရင်မြင်လာမှတင်ညာအမှားကြီးပြောက်လို့အဲ့ဒီအတိနဲ့အားထုတ်လိုက်တာယန္တာမထေရမြတ်ကြီးဖြစ်ခဲ့ရပါတယ်ဒါကြောင့်တင်ညာဝိပ္ပလာတာဆိုတဲ့အမှတ်မှားမှုကြီးဟာဒိဋ္ဌိကိုဖြစ်စေပြီးတန်တရားလွတ်ရလွတ်ကြောင်းကိုဘယ်လောက်တားဆီးနိုင်တယ်လဲဆိုတာပေါ်လွင်လှပါတယ်ဒါတွေကိုကြုံသိမထားခဲ့ရင်အဲ့ဒီအမှတ်မှားအယူမှားအတိမှားကြီးတွေတဏမာနဒိဋ္ဌိကြီးတွေဟာတရားထုတ်တဲ့နယ်ပယ်ထဲကိုလိုက်လာပြီးယောဂီရဲ့ရှုွက်ထက်မှာယောဂီကိုလေသွားအောင်ကောင်းကောင်းမှွေတော့တာပါပဲဟိုးရှိအခန်းတစ်ခုမှာပြောခဲ့တယ်လို့ပေါ့သူတို့ဟာကိလေသာစစ်မြေပြင်အမာခံစစ်တီကြီးတွေဖြစ်လို့ယောဂီကိုတိုက်ကွက်ဖော်ပြီးတိုက်ကြမှာပါပဲဒီတော့ဒီတိုက်ကွက်ကိုဖြည့်ရှင်းနိုင်မှုအတွက်ငါကတရားကိုရှာနေတာလားတရားထဲမှာငါမရှိတာလားဆိုတာခွဲခြားစမ်းစစ်ကြည့်ပါတရားအထုတ်ခါစားမှာတော့ယောဂီတိုင်းဟာငါတရားအထုတ်နေတယ်လို့ထင်တတ်ကြတာပါပဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာပညာအစွဲတွေတန်နေစဲမှုပါပဲတပြေးပြေးနဲ့အထုတ်တဲ့ကြာလာတဲ့အခါမှာပရမတ်တွေဘက်ကိုအာယုံပြုနိုင်လာပြီးပရမတ်တရားတို့ရဲ့အတွင်းသဘာဝတွေဟာမြဲခိုင်ခြင်းမရှိပဲအမြဲတမ်းရိုင်နဲ့ပြိုလဲတည်ဆုံနေကြတာတွေကိုတွေ့မြင်လာရလို့ပါပဲဒီမှာရင်ပရမတ်တရားဆိုတာအရှိတော့အရှိတရားပါပဲဒါပေမဲ့သူဟာမခိုင်မြဲလိုက်တာနော်လို့ယောဂီမှတ်ချက်ချတက်လာပြီဆိုရင်ယောဂီရဲ့တဏ္ဍာမှာယုံနံတို့ရဲ့ဖြစ်ပျက်သဘာဝတွေဟာသင်ဟလာပါပြီအဲ့ဒါကိုဆက်ပြီးရှုမှတ်ပွားများတဲ့အခါယောဂီရဲ့စိတ်ထဲမှာအရင်ကဆွဲထားခဲ့တဲ့ငါကတရားကိုရှာနေတာဆိုတဲ့အမြင်တွေစိတ်သုံးပြောက်ွယ်ပြီးတကယ်တော့တရားဆိုတဲ့အထဲမှာငါလုံးဝမရှိပါလားဆိုတာသိချနေပါပြီလို့ပိုင်နိုင်ဆုံးဖြတ်ချက်ချနိုင်ပါပြီအဲ့ဒီဒီကိုပဲခိုင်မြဲသည့်ထက်ခိုင်မြဲအောင်ယုံ nant ဖြစ်ပျက်ဓမ္မတွေကိုပဲဆက်ပြီးရှုမှတ်နေပါယောဂီဟိုမှာယောဂီရောက်ချင်နေတဲ့ဥပ္ပခာဝဝန်းကြီးကနီးတဲ့နီးလို့လာနေပြီလို့ဆိုချင်ပါတယ်